လူရည်6တန်းရှိတဲ့ရန်ကုန်မြို့ဟာမြို့တော်ရဲ့အလှပတွေနဲ့ကင်းဝေးခဲ့တာတော်တော်ကိုကြာမြင့်ခဲ့ပါပြီ။အစိုးရရုံးဆိုင်ရာမြို့တော်ဖြစ်2005ခုနှစ်မှာနေပြည်တော်ကိုပြောင်းရွှေ့သွားကြတဲ့ကရန်ကုန်မြို့တော်ကြီးဟာအစိုးရရဲ့လစ်လူရှုမှုကိုနှစ်တော်ကြာခံခဲ့ရပါတယ်။အခုတော့ရက်သားဆိုရတစ်တက်လာပြီးရန်ကုန်ကိုအစစရရပြန်လည်မုံမှန်မှုအားထုတ်လာနေကြပါပြီ။ဒါပေမဲ့အမိုက်ပုံကြီးလိုဖြစ်နေတဲ့ရန်ကုန်မှာလမ်းပေါ်ကခွေးလီခွေးလွင်ပေါက်ပွားနှုန်းကကြောက်ခမန်းလေးလီဖြစ်လာနေပါတယ်။အိမ်မှာမွေးတဲ့ခွေးတွေထက်လမ်းပေါ်ကလေလွင့်နေတဲ့ခွေးတွေရဲ့အရေးအတွက်ကပိုပြီးများပြားလာနေသလိုလေလွင့်ခွေးတွေကိုထိန်းချုပ်ဖို့အတွက်မြို့တော်စီပင်တရားရေးကော်မတီကအမဲသားတုံးပစ်ပြီးစိတ်ခတ်တက်တဲ့နေ့ကလွဲလို့ထိရောက်တဲ့ကင်တွယ်မှုတွေမရှိသေးတာကတော့အမှန်ပါပဲအိမ်မွေးခွေးတွေမဟုတ်ပဲလမ်းပေါ်ကလေလွင့်ခွေးတွေရဲ့အန္တရာယ်အရှိဆုံးကတော့ခွေးယူယောဂဖြစ်ပြီးဒုတိယချက်ကတော့အထင်းကုမဲ့ပေါက်ဖွားနှုန်းကြောင့်ခွေးရည်အတွက်များပြားလာနေတဲ့ပြဿနာဖြစ်ပါတယ်ရန်ကုန်တိရစ္ဆာန်ရိပ်သာလို့နာမည်ပေးထားတဲ့ခွေးဆောင်ရှောက်ရေးကေယာတစ်ခုရန်ကုန်မှာပေါ်ပေါက်လာဖို့ရှိနေပါတယ်။ဒီကေဟာကိုရန်ကုန် International School ကဆရာမ2ဦးနဲ့ကျောင်းသူ2ဦးတို့ကစတင်ထူထောင်လိုက်ကြတာဖြစ်ပြီးမင်္ဂလာတုံကပလဲမြို့တိဘက်မှာတည်ရှိပါတယ်။ခွေးကောင်ရည်40ဝန်းကျင်လောက်ထိမ့်သိမ့်လို့ရနိုင်မဲ့ဒီကေဟာရဲ့ရည်ရွယ်ချက်ကခွေးပတ်ပွားမှုကိုထိန်းချုပ်ဖို့စေနာဝန်ထမ်းအဖြစ်စတင်လှုပ်ဆောင်မှလို့ဆိုပါတယ်။ The statistics somewhere it's amazing အဓိကလုပ်ရမယ့်လုပ်ငန်းစဉ်ကသူတို့ရဲ့ပေါက်ဖွားမှုကိုထိန်းချုပ်ဖို့ဖြစ်ပါတယ်ဒီနည်းကအကောင်းဆုံးပဲဒီလိုပြုစုဆောက်ရှောက်ပြီးတော့အရေးအတွက်ကိုထိန်းချုပ်ခြင်းဟာကောင်းတဲ့အပြင်နိုင်ငံတကာမှာလည်းဒီလိုပဲလုပ်နေရတာပါခွေးဆောင်ရှောက်ရေးကေယာအဖြစ်နဲ့အခုမှပထမဆုံးစတင်ပေါ်ပေါက်လာပြီးမဲ့ရန်ကုန်မြို့နေပြည်သူအချို့ကလည်းတဦးချင်းအနေနဲ့လေလွင့်ခွေးတွေကိုစောင့်ရှောက်ပြုစုမှုတွေလည်းအတန်အသင့်ရှိနေပါတယ်။ဒဂုံစိတ်ကမ်းမြို့နယ်မှာနေထိုင်တဲ့ဒေါ်တင်တင်နွဲ့ဟာလေလွင့်ခွေးအကောင်100လောက်ကိုကျွေးမွေးပြုစုလာခဲ့တာ10စုနှစ်တခုကျော်ခဲ့ပါပြီ။တစ်နှစ်စာမှတ်ပုံတင်က900လေပတ်တစ်ခု600ခွေးတစ်ကောင်1300ပြီးတော့ကာကွယ်ဆေးတားဆေးရဒီရွာသားကြီး4500ခရိုင်ဆရာဝန်တွေကိုယ်တိုင်ဒီမှာဒေါက်တာနိုင်ဦးတို့လားဒေါက်တာနိုင်ဦးလားလွေးဦးလားမသိဘူးသူတို့အဖွဲ့တွေကဖွဲ့လိုက်ဆင်းထိုးတယ်ဒီမြို့နယ်စီပင်ရုံးတွေကိုလည်းအကုန်အတိအမှတ်အကုန်ပြုတ်ထားတယ်တရားဝင်ပေါ့လိုင်စင်နဲ့တော့နောက်ဆုံးပဲဝေးထားတယ်လေလွင့်ခွေးတွေကိုပုံမှန်စာကျွေးတဲ့သူတွေရန်ကုန်မြို့ပေါ်မှာများပြားပေမဲ့ခွေးယူကာကွယ်သေးထိုးပြီးစနစ်တကျစောင့်ရှောက်တဲ့ဒေါ်တင်တင်နွဲ့လိုလှုပ်ဆောင်တဲ့သူတွေကတော့တွေ့ရခဲ့ပါတယ်။လေလွင့်ခွေးကောင်ရေဘယ်လောက်ရှိမလဲဆိုတာအတိအကျမခန့်မှန်းနိုင်ပေမဲ့ရက်ကွက်တိုင်းမြို့နယ်တိုင်းမှာလေလွင့်ခွေးတွေကတော့ရှိနေပါတယ်။လူနေအင်ဂျီတွေနားမှာလေလွင့်ခွေးတွေရှိနေတဲ့၍ခွေးယူပြန်ယောဂါကလက်တကန်းကွာမှာရှိနေပါတယ်။ပတ်သက်လို့တန်းလန့်နှိုးဆော်ခြင်းကိုနည်းနေတာအဲ့ဒါကြောင့်တော့ထိထွေးမှုကိုက်မြမှာကူရအောင်ဒါမဲ့တခုရှိတာ तू ကဟိုဟာတွေတော့မဟုတ်ဘူးထိထွေးမိလို့ကိုက်မိလို့ကူလို့ရှိရင်တော့ तू ကလူတင်ပြဖြစ်ဖို့က vaccination များတယ်လေသူယောဂပိုးဝင်နေတဲ့ခွေးကကိုက်မိပြီဆိုရင်တော့လူမှာခွေးပြန်ယောဂရှိပြီဆိုတော့ခုလိုများတော့လက္ခဏာပြပြီဆိုတော့ခုလိုမရတော့တဲ့အတွက်ဖြစ်တယ် तू ကအနည်းရှိကာကွယ်ရေးပဲရမယ်လူအသက်ကိုအနည်းရှိတဲ့ယောဂဖြစ်နေတယ်တကယ်တော့အရေးတကြီးယောဂတစ်ခုဖြစ်တယ်ရန်ကုန်တရိတ်ဆန်ရိပ်သာပေါ်ပေါက်လာတာဟာခွေးယူယောဂပပျောက်အောင်လှုပ်ဆောင်မှုအတွက်အင်အားတစ်ခုတိုးပွားလာစေတာကတော့အသေးကြပါပဲဒီကေဟာကိုဘယ်ဖွဲ့စည်းရဲ့ထောက်ပံ့ခြင်းကိုမှယူတာမရှိပဲလိမ့်ဆန်တွေပေါ်တန်ရောစင်ရှိတဲ့မိတ်ဆွေတငယ်ချင်းတွေရဲ့အကူအညီတွေနဲ့လက်ပတ်နေတာဖြစ်တယ်လို့ဆိုပါတယ်လမ်းတွေပေါ်မှာသွားလာနေတဲ့ရင်တိုက်မှုတွေဖြစ်လာနိုင်တယ်ဒီပြဿနာတွေမဖြစ်လာအောင်ဖြည်းဖြည်းလျော့သွားအောင်ပေါ့နော်လျော့သွားဆိုတော့ဒီမှာမလုပ်ပေးမလဲဆိုတော့ဒီကခွေးတွေကိုသားဆက်ပြတ်သွားအောင်လို့သားကြောဖြတ်ပေးမယ်ပြီးတော့ခွေးယူရန်ကာကွယ်ဆေးတွေထိုးပေးမယ်လမ်းဘေးမှာမတော်တဆခိုင်းမိသွားလို့ရင်တိုက်လို့ပဲဖြစ်ဖြစ်တစ်ခုခုကြောင့်မလို့အန်ရည်တစ်ခုဖြစ်သွားတဲ့ခွေးတွေကိုကျွန်တော်ဆေးကုပေးမှာဆေးကုပေးမယ်ပြီးတော့ဒီကောင်လေးလိုမျိုးဖြစ်လာအောင်ပြုစုပြီးတော့ဒါကျွန်တော်တို့မွေးစားပိုင်ရှင်တွေရှာပေးမယ်ဆိုတော့သူတို့လည်းလမ်းပေါ်ကနေအိမ်ပေါ်ရောက်သွားမယ်အခုဆိုလို့ရှိရင်ဒီကနေပြီး2ကောင်ရှိသွားပြီတကောင်ဆိုအမေရိကန်ကိုခေါ်သွားတယ်မွေးစားဖို့အတွက်တကောင်ဆိုရင်ရန်ကုန်မြို့ထဲရပဲတယောက်ကမွေးစားဖို့အတွက်လာခေါ်သွားပြီပေါ့နော်ဒါသူတို့ဆိုလည်းဒါမွေးစားတဲ့လူတွေပေါ်လာမှာပဲ2020ခွေးယူကိစ္စအာဆီယံတခွင်းဆိုတော့သူကလည်းအာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်လှုပ်ရှားမှုအနေနဲ့တော့အခုဆိုရင်ခွင့်ရှင်းလေးရောခွေးယူကာကွယ်ဆေးထိုးခြင်းရောအချိန်ဟုန်မြင့်လုပ်နေတဲ့အချိန်မှာလည်းဒီလိုမျိုးတော့ပေါင်းမျိုးဖွင့်ပေးတဲ့ပုဂ္ဂလိကတွေပေါ်လာတာလေဒါဒီရှိမှန်းချက်ကိုအောင်မြင်လုပ်တဲ့တအားဖြစ်တဲ့အတွက်ကြောင့်ကောင်းလာတယ်နော်စီကမ်းမဲ့စွန့်ပစ်ထားတဲ့အမိုက်တွေနဲ့ခွေးလီခွေးလွင့်နေပြည့်နှက်နေတဲ့ရန်ကုန်ဟာတစ်ချိန်လုံးကအရှိတောင်အာရှရဲ့အလှပဆုံးဥယျာဉ်မြို့တော်ဖြစ်ခဲ့တယ်ဆိုတာကတော့ဒဏ္ဍာရီပုံမြင်တစ်ခုပဲဖြစ်ပါတယ်
ဖြည့်ရှင်းစရာနီးလန်းတွေတပုံတပင်ရှိနေပေမဲ့ဒေသဆိုင်ရာအာဏာပိုင်တွေတာဝန်မယူမှုတွေရှိနေတာကြောင့်ရန်ကုန်ဟာစေတနာရှင်ပရဟိတစိတ်ရှိသူတွေကြောင့်မျှော်လင့်ချက်တွေရှိနေစေဖြစ်ပါတော့တယ် We need to stop the overpopulation. ရန်ကုန်တိရစ္ဆာန်ဒေသမှာစောင့်ရှောက်ထားတဲ့ခွေးလေးတွေကိုမွေးမြူမဲ့သခင်တွေကိုရှာမယ်။သခင်တွေရှာပြီးတေချာပြုစုစောင့်ရှောက်မဲ့သူကိုပေးမယ်။ဒုတိယအဆင့်ကတော့ဒီလမ်းပေါ်ကခွေးလင်တွေကိုပြုစုစောင့်ရှောက်မှုပေးမယ်။တက်နိုင်တဲ့လောက်သားကြောဖြတ်ပေးမယ်။အဓိကပြဿနာကတော့ထိမ့်မနိုင်သိမ့်မရပေါက်ဖွားနှုံးကြောင့်ခွေးကောင်ကြီးများလာတဲ့ပြဿနာပါ။ဒီခွေးကောင်ကြီးတိုးလာတာကိုစီပင်ကအစိတ်ကျွေးပြီးဖြည့်ရှင်းနေတာကနီလန်ကောင်မဟုတ်ပါဘူး။တကယ်နီလန်ကသူတို့ရဲ့မျိုးပွားမှုကိုထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်။